အားလုံးပဲမင်္ဂလာပါဗျာ Resport ကနေပြန်လဲကြိုဆိုလိုက်ပါတယ် Chelsea တင်းရဲ့တိုက်စစ်မှုတဲ့လီယန်တလက်ဟာ18ရက်နေ့မနက်အစောပိုင်းမှာရှင်ပြန်ကစားသွားတဲ့ Chelsea နဲ့ Los Angeles FC တို့ရဲ့ပွဲစဉ်မှာပဲသူ့ရဲ့ Chelsea ကစားသမားဘဝပွဲဦးအတွက်အဖြစ်ပါဝင်ကစားခဲ့ပါတယ် First line ရဲ့အနေနဲ့တော့မဟုတ်ပဲဒုတိယပိုင်း64မိနစ်မှာလူစားလဲဝင်ရောက်ကစားခဲ့တာပါလူစားဝင်ပြီး15မိနစ်အကြာမှာပဲအသင်းပေါ် Enzo Fernandez ရဲ့ဂိုးအတွက် assist လုပ်ပေးနိုင်ခဲ့ပါတယ်နီကိုလက်ဂျက်ဆင်နဲ့လီယန်ဒလက်နှစ်ယောက်လုံးဟာဒီပွဲမှာကိုစီဂိုးမသွင်းနိုင်ခဲ့ကြပေမဲ့ချက်စီရရှိခဲ့တဲ့နှစ်ဂိုးလုံးအတွက်တယောက်တစ်လုံးစီဖန်တီးပေးနိုင်ခဲ့ပါတယ်ဒီတိုက်စစ်မှုနှစ်ယောက်ရဲ့ပွဲထွက်ကစားခွင့်အတွက်ရှင်ပြိုင်မှုတွေကိုလာမယ့်ရာသီတစ်မှာမြင်တွေ့ကြရအောင်ပါအသင်းရဲ့ပြည်သက်တွေနဲ့ပတ်သက်ပြီးတော့လီယန်ဒလက်ကသူတို့တွေတကယ်ကိုကောင်းကောင်းမွန်မွန်နဲ့ငါ့ကိုကြိုးစိုးခဲ့ကြတာပါဒီနေ့မှာအချိန်နှင်းငယ်ပဲကစားခွင့်ရခဲ့ပေမဲ့နောက်ထပ်ကစားရမယ့်အချိန်တွေကိုမစောင့်နိုင်အောင်ပဲဖြစ်မိရလို့ပြောကြားခဲ့ပါတယ်။ Chelsea အသင်းဒီပြချုပ် Enzo Maresca ကလည်းလီယန်နဲ့ပတ်သက်ပြီးကောင်းတာကတော့ငါတို့ကစားချင်ခဲ့တဲ့ပုံစံကိုသူကောင်းကောင်းကြီးသိနေခဲ့တာပါပဲ။ဒါကြောင့်လည်းသူအသင်းနဲ့မြန်မြန်အဝင်ကွင်ကျကစားနိုင်ခဲ့တာပါလို့ချီးကျူးခဲ့ပါသေးတယ်။နောက်ထပ်ကစားသမားတစ်ဖြစ်တဲ့ကွင်းလေလူ Dario Esuku လည်းပွဲချိန်84မိနစ်မှာလူစားလဲဝင်ရောက်ကစားခဲ့ပါတယ်။အပြောင်းရွှေ့တဲ့အနေနဲ့ကတော့ Chelsea တင်းဟာပြင်သစ်ကလပ် Lyon ရဲ့တောင်ပန်ကစားသမား Maclet Fofana အတွက်စာတင်ဆက်သွယ်မှုတွေလုပ်နေပြီဖြစ်ကြောင်းသိရပါတယ်။အသက်20အရွယ်ဘယ်ဂျီယန်ကစားသမားလေးဟာ Lyon အသင်းနဲ့စာချုပ်သက်တမ်း3နှစ်ကျန်နေပါသေးတယ်။ပြီးခဲ့တဲ့ရာသီပြိုင်ပွဲဆုံး40ပွဲကစား17ဂိုးသွင်းအားလုံး assist လုပ်ထားနိုင်ခဲ့ပါတယ်။ရူပါလီမှာလည်းခြေစွမ်းကောင်းတွေပြသနိုင်ခဲ့ပြီး10ပွဲကစား6ဂိုးသွင်းတစ်လုံး assist လုပ်ထားနိုင်ခဲ့တာပါ။လိုင်ရွန်သင်းဟာဖိုဖာနာကိုဘယ်ဂျီယန်ကလပ်ဂျန်အသင်းထံမှရူရို 19.5 သန်းဖြင့်2024ဇန်နဝါရီမှာခေါ်ယူခဲ့တာဖြစ်ပါတယ်။လိုင်ရွန်အသင်းအနေဖြင့်ဖိုဖာနာအတွက်ပြောင်းရွှေ့ချေရူရိုတန်း90လောက်လိုရှိနေကြောင်းလည်းရူမတ်တွေထွက်ပေါ်နေပါတယ်။ Chelsea အသင်းဟာမက်ဒူရကီနဲ့နက်တူတို့လိုဘယ်ချေတန်တောင်ပန်ကစားသမားတွေရှိပြီးသားဖြစ်လို့ညာချေတန်နဲ့တောင်ပန်ကစားသမားကိုဦးစားပေးရှာဖွေနေခဲ့တာပါ။ Maclet Fofana ဆိုရင်ဖြင့်ဘယ်ချေတန်ကစားသမားဖြစ်ပေမဲ့ညာချေနဲ့လည်းခိုးတွေသွင်းနိုင်တာမို့ဒီပြောင်းရွှေ့တဲ့ဟာတကယ်ဖြစ်လာမလားဆိုတာတော့စောင့်ကြည့်ရမယ်ဗျာ။ဒေါ်မွန်တင်ရဲ့တိုက်စစ်ကစားသမားဂျေမီကီတန်ကတော့ Chelsea အတွက်အဓိကပြတ်မှတ်ဖြစ်နေစေဖြစ်ပြီးကစားသမားအတွက်ဆက်လက်ဆွေးနွေးသွားမည်ဖြစ်ကြောင်း Fabrizio Romano ကရေးသားထားခဲ့ပါတယ်။ Chelsea အသင်းရဲ့ပထမကမ်းလှမ်းမှုဖြစ်တဲ့စတာလင်ပေါင်42တန်းကိုတော့ဒေါ်မွန်ဘက်ကပယ်ချထားခဲ့တာပါ။ဂျေမီကီတန်နဲ့ Chelsea အသင်းကတော့သဘောတူညီမှုရရှိထားပြီးကလပ်နှစ်သင်းကြားဆွေးနွေးမှုအဆင်ပြေပါက9နှစ်တက်တန်းရှိစာချုပ်ချုပ်ဆိုရန်ရှိကြောင်းလည်းသတင်းတွေရသိရပါတယ်။ဆက်လက်ပြီး Manchester United နီးပြအမော်ရင်နဲ့အဆင်မပြေဖြစ်နေတဲ့ Alejandro Garnacho နဲ့လည်း Chelsea အသင်းဟာသတင်းတွေထွက်လျက်ရှိနေပါတယ်။ဂါနာချိုရဲ့ခံမှန်းပြောင်းရွှေ့ခြင်းတန်ဖိုးကတော့ရူရိုတန်း90လောက်ဖြစ်နိုင်ကြောင်းသတင်းတွေကဖော်ပြထားပါတယ်။ဂါနာချိုဟာ Manchester United အတွက်ပြီးခဲ့တဲ့ရာသီပြိုင်ပွဲဆုံး58ပွဲကစား10ဂိုးသွင်း10လုံး assist လုပ်ထားနိုင်ခဲ့ပါတယ်။ဂါနာချိုကိုနာပိုလီ၊ အက်စတွန်ဗီလာ၊ အက်တလက်တီကိုမက်ဒရစ်နဲ့လီဗာပူးဆင်အသင်းတွေကပါစိတ်ဝင်စားနေကြောင်းကြားသိရပြီးကစားသမားအနေနဲ့ကတော့ပရီးမီးယားလိဂ်မှာကစားရန်သာပုံမဆန္ဒရှိကြောင်းသိရပါတယ်။ Chelsea အသင်းအနေနဲ့ attacking ဘိုင်းကိုဝိုင်းရင်ကစားနိုင်တဲ့တိုက်စစ်ကစားသမားမျိုးခေါ်ယူရန်အလိုရှိနေပြီးသတင်းတွေထွက်ပေါ်လျက်ရှိနေတာကတော့ Frankfurt တိုက်စစ်မှု Hugo Ekitike ၊ West Ham တိုက်စစ်ကစားသမား Mohamed Kudus နဲ့ Brighton တိုက်စစ်ကစားသမား João Pedro တို့ပဲဖြစ်ပါတယ်။ Stratford အသင်းမှာအငှားသွားရောက်ကစားနေတဲ့ကိုသမား Petrovic ကတော့ပွဲထွက်ကစားခွင့်မရပါက Chelsea အသင်းမှာထွက်ခွာနေခြင်းကြောင့်ကြားသိရပါတယ်။ Chelsea အသင်းမှာထွက်ခွာနိုင်ခြင်းရှိတဲ့ကစားသမားအများအပြားရှိနေပြီး Ryan Sterling, João Felix နဲ့ Christopher Nkunku တို့လည်းပါဝင်ခဲ့ပါတယ်။ Chelsea အသင်းအားပေးသူညီကိုတွေလည်းအပြောင်းရွှေ့နဲ့ပတ်သက်တဲ့ထင်မြင်ယူဆချက်လေးတွေဝင်ရောက်ဆွေးနွေးသွားနိုင်ပါတယ်ဗျာ။ကြည့်ရှုအားပေးကြတဲ့တယောက်ချင်းစီတိုင်းကိုကျေးဇူးအထူးတင်ရှိပါတယ်ခင်ဗျာ။